54 62ဆိုတော့60 8မှတ်ပြတ်သေးတယ်โอเค8မှတ်โอเค8မှတ်အာရောအနေများတယ်နော်ဟိုကောင်ကိုရဟိုကောင်ဝေါ်ပေါ်မှာအနေများလိုက်တာစမိုင်းရဲ့ဟိုကောင်လုံးဝအပြောက်လေးဥနေတာဟိုမှာ GMH ကကိုမီကိုနွားအမရောင်ကြီး Oh my god စမိုင်းညှော်နေတာတိတော့တိမယ်ထင်တယ်နော်အေးအာယော်ကြီးအာ fuck အေးယော်ကြီးလီပါကွာယော်ကြီးတောက်ကွဲတော့မယ်ထင်တယ်နော်နေကြီးရဲ့စမိုင်းကိုတော့စေးကလောက်စမုတ်တွေကြားထဲမှာပဲရအောင်လို့တော့ကျွန်တော်တို့ကဲတင်ပေးထားခဲ့တာဖြစ်ပါတယ်ပွဲတန်မိုးတဖြည်းဖြည်းကျွန်တော်တို့ကအမြင့်ဆုံးနေတော့ရောက်ရှိလာခဲ့နောက်မှာတော့ကျွန်တော်တို့ PNWC ရဲ့ဈေးလေးတော့ရှိတယ်နော်ဖင်လေးလည်းကြုံထားရတယ်ဗျဖင်လေးလည်းကြုတ်ပြီးတော့ဂွေးစီလေးကိုဂွေးစီလေးနှလုံးကိုလက်ကလေးနဲ့ဖိထားရင်းနဲ့မိုက်လီနာကပ်ပြီးတော့ပွဲကတ်နေတာဖြစ်ပါတယ် Oh my god Okay လက်ရှိမှာကျွန်တော်တို့ HD Sky Granite လေးပြစ်ထည့်ပေးလိုက်တယ် E7 နဲ့ရှိနေတဲ့ဘက်ကိုတော့ကွက်တိကြာသွားခဲ့နောက်မှာတော့ Eliminator ဖြစ်သွားခဲ့တဲ့အသင်းကတော့ကျွန်တော်တို့ Brazil အသင်းဖြစ်နေခဲ့တာဖြစ်ပါတယ် Sleepy YG စမိုင်းရဲ့ position မြင်သွားခဲ့ပြီစမိုင်း Okay နောက်ကိုတော့ပြန်တော့ fall လာခဲ့တယ်ဗျ Okay ကောင်းတော့သူတို့ခွဲလိုက်ပြီစမိုင်းအနေနဲ့ Oh my god ဒီဘက်က Power Esport player လေးတယောက်ပြစ်ချက်တွေအောက်မှာပဲစမိုင်းတော့သွားခဲ့ပြီဖြစ်ပါတယ်အကုန်လုံးကရောက်ရင်အငိမ့်လေးအပြောက်ဟိုးနေတာဟွာအကုန်လုံးကလုံးဝအပြောက်ဟိုးနေတာကဲလို့တော့မရတော့ဘူးထင်တယ်ရိုမီယိုဟိုးဘက်အပေါ်တော့ရောက်သွားပြီโอเคတော့တာယာကွဲနေတဲ့ဘာကီလေးနဲ့ပဲစေးကလောက် position တော့ပြောင်းဖို့တော့ကြိုးစားနေခဲ့နောက်မှာတော့ Asia player တွေစေးကလောက်ရဲ့ကားကိုတော့လိုက်လံပစ်ခတ်နေခဲ့နောက်မှာတော့အနေကင်းစွာနဲ့ပဲဒီကင်းနယ်လေးတဲကိုတော့ player 2ယောက်ဖြစ်တဲ့ Romeo Boy စေးကလောက်2ယောက်ငုံတုတ်ထိုင်နေခဲ့ပြီဖြစ်ပါတယ်အဲ့တော့ Grand Final ကြိုးစားနေတဲ့ Romeo Boy Asia Sky ကိုတော့ထပ်ပြီးတော့နော်တိုင်းနဲ့ပဲ Oh my god shit အေးတောင်းကြီး INF အေး one hit ပဲone hit လေးလေကွာအေးအာယောင်ကြီးအေးပြတ်သွားပြီတာကြီးကိုပြတ်သွားပြီ INF တွေပြတ်သွားပြီ Oh my god အေးစေးကလောက်ရေးတာကြီးတို့အမောင်မဲကိုအော်ရှာလီပဲကွာတမန်ရမှာကွာ